ကျောင်းစဖွင့်တဲ့ပထမဆုံးနေ့မှာပဲဆရာတစ်ဟာသူ့ရဲ့ထူးခြားတဲ့တင် ကြားရေးနဲ့လမ်းတွေကိုစတင်ပြလာပါတော့တယ်။သူကကျောင်းသားအားလုံးကိုကျမ်းပြင်ပေါ်မောက်ပြီးဒိုက်ထိုးဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ကျောင်းသားတစ်ယောက်ကမကြေမနက်နဲ့ပြောတဲ့အခါအတန်းပိုင်ဆရာကအဲ့ဒီကျောင်းသားရဲ့အောက်နှုတ်ခမ်းကိုဆွဲကင်ပြီးအတင်းဆွဲခေါ်သွားပါတော့တယ်။ကျောင်းသားကရုန်းကန်ပေမဲ့ဆရာဖြစ်သူကအကြမ်းမရက်နဲ့ပဲအငြင်းဆုံးတားဆီးပစ်လိုက်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးတခြားကျောင်းသားတွေအားလုံးအနာမင်တက်သွားကြပါတယ်။ဆရာကတော့သူ့လုပ်ရက်ကိုဂျင်းနဲ့သွားပြီး3စက္ကန့်ရေတွက်ဖို့စတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ကျောင်းသားတစ်ယောက်မတက်ရက်လာပြီးဆရာအမိန့်ကိုမနာခံတဲ့အပြင်တခြားသူတွေကိုပါမလုပ်ဖို့တားမြစ်ပါတော့တယ်။ဆရာကသူ့ကိုထိုင်ဆန်းက3ထီပဲရေတွက်မယ်လို့ပြောလိုက်ပေမဲ့အဲ့ဒီကျောင်းသားကစငင်းနေခဲ့တာပါ။ဆရာကစိတ်ထဲကနေငါဘာလုပ်ရမလဲဒီကောင်တွေကငါ့ကိုကိုကြောက်ပုံရတယ်အဲ့ဒါကောင်းတဲ့တယောက်ယောက်ကစပြီးကြောက်သွားရင်ကျန်တဲ့သူတွေပါလိုက်ကြောက်လာလိမ့်မယ်လို့တွေးနေပါတယ်။ကျောင်းသားကတော့ခင်ဗျားထင်လို့ဖြစ်လာမယ်မလို့လားကျွန်တော်ကဘာကိုမှမကြောက်ဘူးလို့ပြန်ပေါ်ပါတယ်။အဲ့ဒီအခါဆရာကကြောက်စိတ်ဆိုတာတွေးကြုံကနေလာတာကိုလို့ပြောပြီးအဲ့ဒီကျောင်းသားရဲ့ခေါင်းကိုစပွဲကုံပေါ်တင်းဆောင်ချပစ်လိုက်ပါတယ်။ကျောင်းသားဘလောက်ပဲရုန်းကန်ပါစေအလကားဖြစ်သွားပြီးနောက်ဆုံးမှာဆရာကိုချင်းကြောက်တဲ့စကားဆိုလာပြီးမြဲဆရာကတော့လုံးဝဂိမ်းဆိုင်ပဲဒီနေ့ကစပြီးမင်းရဲ့နေ့ရက်တိုင်းဟာမရဲလို့ခံစားရစေရမယ်လို့ပြပြတာတာတုံ့ပြန်လိုက်ပါတယ်။ပြီးလာနဲ့ဆရာကနောက်တစ်ချိန်ထပ်ပြီးရေတွက်လိုက်တဲ့အခါမှာတော့အဲ့ဒီကျောင်းသားလည်းခေါင်းငုံသွားခဲ့ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့ခြားကျောင်းသားတွေလည်းဘယ်သူမှဆရာစကားကိုမလွန်ဆန်ရဲကြတော့ပါဘူး။တကယ်တော့ဒါဟန်ထက်တန်းကျောင်းဟာနမီပြက်ရမ်းရတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ဒီကျောင်းကကျောင်းသားတွေဟာကျောင်းသားတစ်ယောက်ကိုပြစ်မှတ်ထားပြီးလူတိုင်းရဲ့ရန်သူဖြစ်တက်မှတ်ကသူတို့စိတ်ကြိုက်ဝိုင်းဝန်းအနိုင်ကျင့်တတ်ကြပါတယ်။ကျောင်းသားများစုကနောက်ခံတိုင်းဝိုင်းကြီးမားသူတွေဖြစ်တဲ့အတွက်ဆရာတွေကိုတော့ယူမဆိုင်ကြပါဘူး။ဒါပေမဲ့ PCO ဆိုတဲ့ကျောင်းသားလေးကတော့ဒီချိန်တွေကိုပြီးမခံနိုင်တော့ပဲကျောင်းကလူမိုက်ကိုကျန်းကျင်တဲ့လဲထိုးချပစ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရဲစွမ်းတတိကလေးစားမှုကိုမရစေတဲ့လူမိုက်တွေရဲ့ကိုဆိုးရတဲ့ကလေးစားရှိမှုကိုသာခံလိုက်ရပါတယ်။မူလကသူတို့ရဲ့ပြစ်မှတ်ဟာဂျန်မင်းဖြစ်နေတယ် PCO ရဲ့လုပ်ရကြောင်း PCO ကလည်းပြစ်မှတ်တစ်သွားခဲ့ပါတယ်။လူမိုက်တွေက PCO ကိုကျောင်းနဲ့ဆွဲပေါ်သွားပြီးဒီနေ့ကစလို့သူဟာလူတိုင်းရဲ့ရန်သူတစ်ဖြစ်ကြောင်းသိညာပါတော့တယ်။ PCO ကဒီကိစ္စကိုကျောင်းအုပ်ချုပ်ရေးပိုင်းစီကံကြားခဲ့ပေမဲ့တာဝန်ရှိသူတွေကသူ့ကိုအေးအေးဆက်ဆက်ဆက်ဆံခဲ့ပြီးကျောင်းကနေထွက်သွားဖို့တောင်းဖိအားပေးခဲ့ပါတယ်။ကိုဆိုးတာကကျောင်းလူမိုက်ဂျုံဟုံရဲ့အဖေဟာလွတ်တော်မတ်တူဖြစ်နေတာပါပဲ။ဂျုံဟုံရဲ့အဖေကသူ့အာဏာကိုသုံးပြီး PCO အဖေရဲ့စီးပွားရေးလုပ်ငန်းတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ PCO ခန်းစားရတဲ့နှိမ့်ဆက်မှုတွေကပိုပြီးရက်ဆက်ကြမ်းကြုတ်လာခဲ့ပါတယ်။တခါကသူဟာငွေယိုပြီးဂျုံဟုံကိုတောင်းပန်ခဲ့ပေမဲ့ဂျုံဟုံကတော့ပိုပြီးအဆက်ခွဲစော်ကားလိုက်ပါတယ်။ဂျမ်မင်ကလည်းဒီကျောင်းတွေကိုဖွင့်ပြောဖို့စဉ်းစားခဲ့ပေမဲ့သူပြောလိုက်ရင်တော့ကျောင်းကမတိကျအောင်ဆောင်နေမယ်ဆိုတာသိနေလို့စကားလုံးတွေကလေကျောင်းထဲမှာပဲစုနေခဲ့ပါတယ်။ရင်ကလည်းကျောင်းသားတွေဘက်ကနေရက်တီပေးခဲ့တဲ့ဆရာတယောက်ဟာဒီကျောင်းမှာပဲအသက်ခံခဲ့ရပူပါတယ်။နောက်ဆုံးမှာတော့ PCO ဟာဒီလိုငရဲကြတဲ့ဘဝကိုဆက်ပြီးဒီမခံနိုင်တော့တဲ့အတွက်တောင်းခံမှုပေါ်တက်ပြီးသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတော့တယ်။ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ကျောင်းသားတွေကနောက်ခံအင်အားကြီးမားလုံးတဲ့အတွက်အဲတွေကလည်းအမှုကိုဖုံးကွယ်ပေးလိုက်ပြီးနောက်ဆုံးမှာတော့ဘာတစ်ခုမှထူးခြားမလာပဲပြီးဆုံးသွားခဲ့ရပါတော့တယ်